အခု3မိနစ်ထိုး2မိနစ်နာ4ကြီးစိန်ခေါ်ပွဲကြီးအဖြစ်ရှင်ပြိုင်ထိုးတက်မဲ့မောင်ကတော့ထက်မြက်9-3 လုံးကလပ်အနီတောင်းနဲ့လက်တာပလာရေကလပ်အပြာရောင်းတို့ရှင်မြင့်မော်တို့တက်ရောက်နေရယူပေးပါခင်ဗျာRound 1 DJလောက်တယ်73ချိန်14ချိန်လောက်ရှိတယ် Round 1ထက်မြက်နဲ့လက်တာပလာနဲ့ထက်မြက်Double final ရေကလပ်ပေါ့ခင်ဗျာထောက်တယ်ထိုးတယ်ပေါ့ခင်ဗျာခတ်တယ်ထက်မြက်နဲ့လက်တာပလာတို့တော့တွေ့နေပါပြီခင်ဗျာခတ်တယ်ထိုးတယ်ပေါ့ခင်ဗျာခတ်တယ်လောခမဲဒီတော့အပေါ်ကပ်ပေါ်ခမဲထပ်ပြနဲ့လက်တာပလာဘာလုံးလဲတော့လက်ပြီးပေါ်ခမဲထိုးမဲခတ်တယ်ဘယ်နဲ့ထိုးတယ်ဒူးတိုက်တယ်ပေါ့ခင်ဗျာတိုက်တယ်ထပ်ပြတ်ပေါ့ခင်ဗျာပြုံးမပြတ်ဘူးခင်ဗျလက်တာပလာလဲလာတကယ်ကြီး
ခတ်ပေါ့ခင်ဗျာထပ်မြဲရဲ့အနည်းကံပေါ့ပထမအချီပြီးဆုံးခြင်းဖြစ်ပါတယ်ခင်ဗျာ round 2 DJဆုတော်ငွေခင်ဗျာဝါသနာရှင်တူကနေပြီးတော့ဒီမောင်နှစ်ဦးဟာတဦးလင်3000ကျပ်စီချီးမြှင့်မြောက်စားပါတယ်ခင်ဗျာဩဘာလက်ခုပ်တန်လေးတွေနဲ့ချီးမြှင့်ပေးကြပါဦးခင်ဗျာဝိုင်းတောင်ရှင်းမယ်ခင်ဗျာအခုလူများဆင်ပါအစင်းသေးဖြစ်ရင်တော့ဒုတိယအချိန်လုံးမှာဖြစ်ပါတယ်ခင်ဗျာတယ်ထက်မြက်ရဲ့အပေါ်ခတ်ထက်တွေဖြစ်ပါတယ်ခင်ဗျာထက်မြက်နဲ့လက်တာပလာနဲ့ထက်မြက်ပါခင်ဗျာထိုးမယ်ခတ်တယ်ဆိုင်ခတ်တယ်ခင်ဗျာတော့တယ်ထိုးတယ်ခင်ဗျာလုတ်ပြီးနေနေဝိုက်တယ်ခတ်ချတယ်ခင်ဗျာ1အနားတောင်းထားပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာဝါသနာရှင်တူကနေပြီးတော့ဒီမောင်နှစ်ဦးဟာတူးလင်
စုတော်ငွေ1000ခွဲကျက်စီချီးမြှင့်မြောက်သားပါတယ်ခင်ဗျာဩဘာလက်ခုပ်တန်လေးတွေနဲ့ချီးမြှင့်ပေးကြပါဦးခင်ဗျာโอเคခင်ဗျာကျွန်တော်တို့ဒုတိယအချီ1မိနစ်နဲ့50စက္ကန့်မှာလက်တာပလာဘက်ကနေပြီးတော့အနားယူထားပါတယ်ခင်ဗျာအနားတောင်းခြင်းအနားယူထားတဲ့အတွက်ဒုတိယအချီပြည့်မြောက်ရင်ဆက်လက်ပြီးတော့1မိနစ်နဲ့10စက္ကန့်ပြည့်စွက်ထိုးမှသာလေဒုတိယအချီပြည့်မြောက်မှာဖြစ်ပါတယ်ခင်ဗျာဝိုင်းတောင်းရှင်းမယ်ခင်ဗျာဂူလူများရှင်းမှာအစင်းနေဖြင့်ဒုတိယအချီပြည့်မြောက်ရင်1မိနစ်နဲ့10စက္ကန့်ပြည့်စွက်ထိုးမှာဖြစ်ပါတယ်ခင်ဗျာဟိုရေထက်မြက်နဲ့လက်တာပလာလက်တာပလာနဲ့ထပ်ပြတော့တွေ့နေပါပြီခင်ဗျာတော့ရိုက်တယ်ဒူးတိုက်တယ်ခင်ဗျာ1 2 3 okay ခင်ဗျာโอ้ยခဏနေခဏနေအိုက်မယ်ခဏနေဆရာလာမယ်ခဏနေ2 မိနစ် 30 စက္ကန့်အဲအနာပြရပါကျိုးပါပြီโอเคခင်ဗျာထက်မြက် Travel 5 ငါတုံးလုံးနဲ့လက်တပလာ regular တို့ဟာ3မိနစ်ထိုး2မိနစ်နာ4ကြီးရှင်းပြိုင်တဲ့နေရာမှာဒုတိယအချိန်မှာလက်တပလာလက်ကျိုးသွားတဲ့အတွက်โอเคခင်ဗျာထက်မြက် Travel 5 ငါတုံးလုံးကလပ်အားအနိုင်ပေးလိုက်ပါတယ်ခင်ဗျာရွာသားဆရာကြီးဘေးကင်းသွားပြီမို့လေးကင်းလေးပေါ့ခင်ဗျာ